အားလုံးပဲမင်္ဂလာပါခင်ဗျာ Aniket Channel နဲ့ကြိုးတိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ Solar Man Marshall ရဲ့အပိုင်းဆက်ခွန်ကိုတင်ပြမှာဖြစ်ပါတယ်အဲ့ဒါ video စလိုက်အောင်ဒီလိုနဲ့ Okra Group ဘက်မှာတော့ဒီစာချုပ်ကဘာလို့ဆိုလိုချင်တာလဲဆိုတော့ဂျန်စုကျွန်းစုမှာရှိတဲ့အနည်းရတဲ့ကြော်တုံးတွေအကုန်လုံးလက်လွတ်ပြီးပါမယ် Okra Group ကလည်းဘာလို့လဲလို့မေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအစားစောင်းညင်ကိုအလောက်ခိုင်းနေချင်ပါတယ်အတင်းကြီးကျွန်တော်တို့ကိုပေးဖို့ပြောနေမှာမဟုတ်ပါဘူးကျွန်တော်တို့တောင်းဆိုချင်တာကသူနဲ့ညှိနှိုင်းဖို့ခွင့်လေးပေးဖို့ပါပဲဥက္ကရာကူကလည်းဒီကိစ္စကိုဘာသာပြန်နေမပါပဲပြောအောင်ဒါကခမရရဲ့လက်ကတွေတွေကတခုခုဖြစ်မယ်ဆိုလို့ရှိရင်အခုရတန်းရက်တက်မှာဘလိတ်ကရူကခမရနဲ့အဆက်အသွယ်ဖြစ်လိုက်ပြီလို့ကျွန်တော်တို့သတင်းကြားထားတယ်ဒါကတိတာပါတယ်ဘလိတ်ကရူကဂျပန်ဟန်တာအဖွဲ့အစည်းရဲ့ထောက်ပံ့ငွေကိုညှင်းလိုက်ပြီးတော့အစိုးရရဲ့ထောက်ပံ့ငွေကိုလက်ခံနေဆိုကြတဲ့တခုခုဖြစ်နေဆိုတာသိလိုက်ပါတယ်အခုဘလိတ်ကရူကတကွက်တပြားစီဖြစ်သွားပြီဆိုတော့အခြားဘွဲတွေကြားမှာလည်းအခက်အခဲဖြစ်မဲ့ထင်တယ်ဒီအချင်းတွေကိုအဖွဲ့အစည်းကထုတ်ရလို့မရတဲ့အခြေအနေဖြစ်နေမှာပေါ့ဟုတ်တယ်မလားဂိမ်းဝါကိုသာတခြားမိတ်နိုင်ခဲ့ရင်မစ္စတာမာဆူမိုတိုခင်ဗျအပြေးအဝတောင်းယူရမှာမလားအနေရှိတဲ့ရွေးချက်တွေရှိရပေမဲ့ကိုတိုရူဂျီကဂျပန်ကိုစားပြုဟန်နာတယောက်ဖြစ်ခဲ့တာပဲမလားသူ့ရဲ့တည်ဆုံမှုကဘလိတ်ကရူရဲ့ဆုံးယုံမှုပဲမလားဂျပန်အဖွဲ့အစည်းတွေကြားကချိုးရနေတဲ့စီမံခန့်ခွဲမှုတွေပြီးတော့မင်းရဲ့အကြံဖန်တွေအတွက်ဖန်တီးထားတဲ့အနစ်နာခံသူတွေအကုန်လုံးကမေဘုံပေါ်ကိုကြားလာတော့မှာပါဒါကမင်းတို့စီကအဆောင်ကြီးနေတဲ့ကင်မရာတွေပေါ့တကယ်ပဲငါ့ကိုမသိနိုင်ဘူးထင်နေရလားအခုအချိန်ကအနှိမ့်ရတာကြောင့်တုံးတွေနဲ့ညီနိုင်နေရမယ့်အချိန်မဟုတ်ဘူးနော်ဒီအကြောင်းတွေကလူသိရှင်ရဖြစ်သွားမယ်ဆိုရင်ဂျပန်ကမင်းရဲ့လွတ်ရတဲ့အတွက်ရင်ဆိုင်ရတော့မှာပါဒါပေမဲ့ငါလည်းအဲ့လောက်ထိရဲဆက်ဆက်လုပ်ဖို့တွေးမေးပါဘူးလူတယောက်ရဲ့အကြံဖန်တွေကြောင့်ပျက်စီးဖို့ဆိုတာမဖြစ်သင့်ဘူးလေဒီခါမင်းစောင်းညင်ကိုကျေးဇူးတင်လိုက်ပါဆိုလည်းမင်းကိုကြိုးပမ်းထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Telegram Channel လေးကို join ဖို့တောင်းဆိုချင်ပါတယ်တစ်ဖက်မှာတော့စောင်းညင်ကစလိုက်လာနေတဲ့ရုပ်ထွေအကြောင်းအခက်တွေ့နေခဲ့ပါတယ်စောင်းညင်ကကွန်မန်ဒါထိထိချင်းကိုအသုံးပြုပြီးတော့လီဇာနဲ့ပြစ်တာကိုကားလိုက်ပါတယ်ကတိလေးဖြစ်သွားတာပဲငါရဲ့လက်ရှိအစ်စ်နဲ့ဒါရထိမိတာကိုငါခံနိုင်အောင်မဟုတ်ဘူးငါဒီကောင်ကိုအရင်ရှိရမယ်ဆိုကအနီနာကိုကတ်သွားခဲ့ပါတယ်ဒီလိုနဲ့ရုပ်ထုပေါ်ကိုခုံးတက်သွားပြီးတော့အပိုင်းဖြတ်တော့ခြင်းကိုအသုံးပြုလိုက်ပါတယ်ဒါပေမဲ့ရုပ်ထုကတော့ဘာမှပြင်မသွားခဲ့ပါဘူးငါဒါကြီးကိုမပြတ်နိုင်ဘူးဆိုရင်တော့လက်ပလာနဲ့ပဲခွန်အားသုံးရတော့မှာပဲဆိုကအကြောင်းလေးကိုချိန်ပြီးတော့ထိုးလိုက်ပါတယ်ငါရဲ့ထူးချွန်ပြောင်းလာတဲ့ဖန်တီးမှုကိုအဲ့လိုတိုက်ဝတ်သုံးပြီးတော့တိုက်ခိုက်မယ်လို့ငါလုံးဝထင်မထားခဲ့ဘူးစောင်းကြီးကတော့အစ်စ်တရားသုံးတကယ်တမ်းမှာဘယ်လိုပုံစံမျိုးလဲဆိုတာငါမျိုးပြမယ်ကွာဆိုတာထိုးချလိုက်တာရုပ်ထူကြီးမြေပေါ်လေးကျတော့ခဲ့ပါတယ်မြေပေါ်ပြန်လာတဲ့အခါမှာတော့အချို့သူအာနာဆက်ကိုအသုံးပြုပြီးတော့ကြောက်တွေအကုန်လုံးကိုမြေပေါ်မှာကတ်ထားလိုက်ပါတယ်ဒီတိုက်ပွဲကြောင့်ငါပို့ပြီးတော့အရင်ရှိသူခံစားလာကြရတယ်အထင်ကြီးတော့ဆရာပါပဲဒါပေမဲ့မင်းစမ်းသပ်မှုမှပြီးသေးဘူးနော်မင်းမမြင်ဘူးလားငါအခုဒီမှာရှိနေသေးတယ်လေဒီလိုနဲ့စောင်းညိုစီကိုအရေးပေါ်တောင်းဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်တတ်မှတ်ထားတဲ့အချိန်တုန်းမှာရန်သူကိုမချိန်မိုးနိုင်မှာကနှလုံးရက်တက်သွားပြီးစိုးပြီးတော့စစ်တာပေါ်လာခဲ့ပါတယ်စောင်းညိုကလည်းခမည်းကတကယ်ပဲဘာတူလဲဒါကယူသွတ်တဲ့မင်းမတစ်ခုပဲလို့ငါမင်းကိုပြောခဲ့ပြီးသားပဲဒါပေမဲ့ကောင်းပြီလေငါမင်းကိုဖြေပေးပါမယ်ငါသူလဲဆိုတာသိချင်လားငါကဒီစနစ်ရဲ့ဖန်ဆင်းရှင်ပဲဒီအဖြေကိုမင်းကျင်းနေရလားအဆုံးထိကြည့်ပြီးတဲ့တောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်